သူတို့ဟာဒေါ်လာတန်းချီတန်တဲ့ Hermes Himalayan အိတ်ကိုယူဆောင်လာခဲ့ကြပြီးအချမ်းသာဆုံးလုပ်ငန်းစုရဲ့ဒေါ်လာတန်း200တန်တင်တာအော်ဒါကိုအရယူဖို့ရည်မှန်းထားကြတာပါသူတို့ကတကားဝါမှာမွေးစားသမီးလေးနဲ့အမှတ်မထင်ဆုံတွေ့ခဲ့ကြပါတယ်သူတို့ကထိုမင်းကလေးကိုခိုးဝင်လာတဲ့စားပွဲထိုးမလေးတယောက်လိုပဲထင်မှတ်လိုက်ကြပါတယ်အကွက်စင်နဲ့ထိုမီသားစုဟာသူတို့ရဲ့ရွှေရောင် VIP ဖိတ်စာကိုထုတ်ယူကကြွားဝါပြီးသူမကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ခဲ့ကြပါတယ်ဒီလိုဆင်းရဲတဲ့မွေးစားသမီးလေးကအချမ်းသာဆုံးတထေးကြီးရဲ့ပွဲအထိဘာလို့ရောက်နေရတာလဲဆိုတာကိုသူတို့လုံးဝနားမလည်နိုင်ဖြစ်နေကြတာပါမင်းကလေးကတော့အရာအလုံးကိုတည်ငြိမ်စွာနဲ့ပဲဘာမှမပြပဲကြည့်နေခဲ့ပါတယ်သူမရဲ့တည်ငြိမ်မှုကိုတော့သူတို့ကခေါင်းမှာရိုင်းဆိုင်မှုလိုပဲမြင်ခဲ့ကြပါတယ်အကွက်စင်နဲ့ထိုမီသားစုဟာသူမကိုကိုထီလက်ရောက်တောင်ကျူးလွန်ဖို့ကြိုးစားခဲ့ကြခဲ့ပေမဲ့လူရည်တစ်ခုကဝင်ရောက်တားဆီးလိုက်ပါတယ်သူကတော့အချမ်းသာဆုံးမိသားစုရဲ့အမှုဆောင်အရာရှိချုပ်ပဲဖြစ်ပါတယ်သူတို့ဟာချက်ချင်းပဲမျက်နှာလိုမျက်နှာရအပြုံးတွေနဲ့ဖားကြပြီးထိုမင်းကလေးကိုမောင်းထုတ်ပေးဖို့အကူအညီတောင်းခံခဲ့ကြပါတယ်တိုးတော်လဲထိုလက်ထောက်ကမင်းကလေးကိုရိုဒေကိုင်းညွစွာဥညွတ်နှုတ်ဆက်ပြီးနောက်သူမကိုအထက်သို့ဖိတ်ခေါ်ဆောင်သွားခဲ့ပါတယ်အကွက်စင်နဲ့မိသားစုတစ်ခုလုံးရင်ုံပန်းတုံနဲ့ကြောင်အန်းသွားခဲ့ရပါတယ်သူတို့ရဲ့ဖိတ်စာနဲ့လက်ဆောင်ကိုပေးအပ်ဖို့ကြိုးစားတဲ့အခါမှာတော့လုံးဝအပယ်ခံရလိုက်ရပါတယ်လက်ထောက်ရဲ့အတန်ကအေးဆက်ပြီးပြတ်သားလွန်လာပါတယ်အချမ်းသာဆုံးမိသားစုရဲ့ဂုဏ်သိက္ခာရှိတဲ့တော်ကိုစောကားမိတဲ့တွေခင်ဗျားတို့မိသားစုတစ်ခုလုံးကိုအပြေးပိုင်ပိတ်ပယ်လိုက်ပြီလို့သူကကြေညာလိုက်ပါတယ်ခဏတဲ့ပွဲကမကြီးတဲ့မှာတော့မီးအောင်နေလင်းထင်နေပါတယ်တရင်ကြီးတစ်ခုကိုလည်းမကြခင်ကြေညာတော့မှာပါဒါဟာတာမန်စီပွဲရေးပွဲတစ်ခုမဟုတ်ပဲအချမ်းသာဆုံးမိသားစုရဲ့ကာလရှိကြပျောက်ဆုံးနေခဲ့တဲ့သမီးအရင်လူဝီတော်အမွေခံသမီးလေးကိုကြိုဆိုတဲ့ပွဲဖြစ်ပါတယ်ဒီမှာတော့ကောင်းလေးကဇဝေးစွာဖြစ်နေပါတယ်သူမိကသူ့ကိုဒီပွဲကိုခေါ်လာပြီးတခါမှမမြင်မှုသေးတဲ့ဆိုတွေဝီနဲ့တွေ့ရမလို့ပြောခဲ့တာကြောင့်ထိုဆက်ဆက်ထားသူဟာတခြားသူမဟုတ်ပဲအချမ်းသာဆုံးတထေးကြီးရဲ့သမီးပဲဖြစ်ပါတယ်သူမသိတာကတော့ထိုသမီး Replica ဖြစ်သူဟာသူအမြဲတမ်းလွမ်းဆွတ်တန်းနေခဲ့ရတဲ့မင်းကလေးဖြစ်နေတာပါဒါကြောင့်ကောင်းလေးကပွဲကနေတိုက်ရပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကွက်တီပဲအချမ်းသာဆုံးတထေးကြီးကသမီးဖြစ်သူရဲ့နာမည်ကိုကြေညာလိုက်ပါတယ်စင်မောကိုတက်လက်လာတာကတော့ထိုမင်းကလေးပဲဖြစ်ပါတယ်လူတိုင်းရဲ့အချစ်တွေကသူမစီမှာပဲရှိနေခဲ့ပါတယ်ဒါပေမဲ့ကောင်းလေးကတော့စောစောကြီးပြန်သွားခဲ့တာမို့မင်းကလေးရဲ့ဘဲကနေဖျက်ချော်သွားခဲ့ပြီးသူတို့နှစ်ယောက်မစုံစည်းနိုင်ခဲ့ကြပါဘူးခင်ဗျာ